online ကနေပတ်စံချဖို့အတွက် workflow ပုံစံတွေတည်ဆောက်မလား personal assistant ပုံစံမျိုးတွေတည်ဆောက်မလားဒီ Google Gemini AI တခုထဲမှာအပြည့်အစုံလုပ်လို့ရပါတယ် ChatGPT လည်းကြားဘူးတယ် Cloud လည်းရှိတယ် Midjourney လည်းရှိတယ် AI တွေအများကြီးကိုလိုက်သုံးရင်ဘယ်ဟာကိုအကျိုးရှိသုံးရမလဲမသိပဲမျက်စိလေးနေပြီလားတကယ်တော့ Google ကပေးထားတဲ့ Gemini AI တခုတည်းကိုသုံးတတ်ရင်တော့တခြား AI တွေကိုလိုက်ရှာစရာမလိုပဲအကျိုးရှိအသုံးချလို့ရပါတယ်ကိုရဲ့လုပ်ငန်းအတွက် personal assistant ပုံစံမျိုးတွေတည်ဆောက်မလားဒါမှမဟုတ် online ကနေပတ်စံချဖို့အတွက် workflow ပုံစံတွေတည်ဆောက်မလားဒီ Google Gemini AI တခုတည်းမှာအပြည့်အစုံလုပ်လို့ရပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Gemini AI ကိုအခြေခံပြီး custom Gem assistant ဆောက်တဲ့နည်းလမ်းတွေကိုဖုန်းတစ်လုံးတည်းနဲ့ဘယ်လိုတည်ဆောက်မလဲဆိုတာကိုအစားဆုံးပြောပြပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါ Ray ပါ brother တို့အတွက်ကြောင်းမှာဖြစ်ဖြစ်အလုံးမှာဖြစ်ဖြစ်အပြင်လောကမှာ AI ကိုလက်တွေ့အသုံးချနိုင်အောင်အစားအဆုံးရှင်းလင်းပြောပြပေးတော့ပါမယ်ပထမဆုံးဖုန်းထဲက browser မှာ gemini.google.com လို့ရိုက်ထည့်ပါပြီးရင်ကိုယ့်ရဲ့ Gmail account နဲ့ sign in ဝင်ပါ prompt ပေးရမယ့်နေရာမှာကိုသိရှင်တဲ့အကြောင်းအရာကိုမြန်မာလိုဖြစ်ဖြစ်အင်္ဂလိပ်လိုဖြစ်ဖြစ်စတင်မေးမြန်းနိုင်ပါတယ် Gemini ဆိုတာ Google ကထုတ်ပေးထားတဲ့ AI ဖြစ်ပြီးတော့ Google account ရှိုံနဲ့အခမဲ့အသုံးပြုလို့ရပါတယ်ဒီနေရာမှာ AI တွေကိုမေးတဲ့အခါမှာစကားလုံးတစ်လုံးနှလုံးထဲနဲ့မေးတဲ့အတွက်ကြောင့်မလို့ကိုလိုချင်တဲ့တိကျတဲ့အဖြေမရတာမျိုးရှိပါတယ်အဲ့ဒီအတွက်မင်းကဘာဖြစ်တယ်ငါ့ကိုဘာလုပ်ပေးပါဆိုတော့ role နဲ့ contents ကိုအသေးချာထည့်ပေးဖို့လိုပါတယ်အခု Gemini မှာစာရေးပြီးမေးတတ်ပြီဆိုတော့ဓာတ်ပုံထုတ်တဲ့ပုံစံကိုဆက်ပြီးကြည့်ရအောင်ပါ Gemini ရဲ့ prompt box မှာ create an image or ဒါမှမဟုတ်ပုံဆွဲပေးပါလို့ရေးပြီးတော့မှဓာတ်ပုံထုတ်လို့ရပါတယ် Gemini ကထုတ်ပေးလိုက်တဲ့ပုံကို download ဆွဲပြီးတော့မှကိုကြိုက်တဲ့နေရာမှာတော့ရောက်အသုံးပြုလို့ရပါတယ်တခုရှိတာကပုံဆွဲခိုင်းတဲ့အခါမှာလာတဲ့ပုံလေးဆွဲပေးပါဆိုပြီးဓာတ်ပုံထုတ်တာကမိမိစိတ်ကြိုက်ပုံတစ်ပုံရရှိမှာမဟုတ်ပါဘူးအဲ့ဒီအတွက် lighting တွေ style တွေ background atmosphere နဲ့အသေးစိတ်အချက်လက်တွေကိုထည့်ရေးပေးတဲ့အခါမှာပို့ပြီးတော့မှလာပါတဲ့ကိုလိုရှင်တဲ့ဓာတ်ပုံတစ်ပုံရရှိမှာဖြစ်ပါတယ် Gemini မှာစာရိုက်ရုံနဲ့ကိုလိုရှင်တဲ့ဓာတ်ပုံတွေကို AI နဲ့အခမဲ့ထုတ်လို့ရပါတယ်ဒါပေမဲ့တည်ကြတဲ့အနေအထားတွေပုံစံတွေကိုတော့ထည့်ရေးပေးဖို့လိုအပ်ပါတယ်ဒီတစ်ပိုင်းမှာတော့ assistant တစ်ယောက်လိုမျိုးခိုင်းနိုင်တဲ့စိတ်ကြိုက် custom gym တခုစောက်တဲ့နည်းလမ်းကိုဖော်ပြပေးရှင်တာပါ ChatGPT မှာဆိုလို့ရှိရင်တော့ gym တခုစောက်မယ်ဆိုတစ်လားကို$20ဝန်းကျင်လောက်ပေးရပါတယ်ဒါပေမဲ့ Google Gemini AI မှာတော့အခမဲ့တည်ဆောက်လို့ရပါတယ်ဒီနေရာမှာ gym ဆိုတာဘာလဲမသိတဲ့လူတွေအတွက်အနေငယ်ရှင်းပြရှင်းပါတယ် gym ဆိုတာကတော့ Gemini ထဲမှာကိုယ့်ရဲ့စိတ်ကြိုက်တည်တဲ့အမိန့်ပေးထားတဲ့ကိုယ်ပိုင် AI assistant တခုတည်ဆောက်တာဖြစ်ပါတယ်ဥပမာထိုင်းကနေမြန်မာစာကိုပြန်ပေးတဲ့ assistant ဒါမှမဟုတ်အလိုလို email တွေရေးပေးတဲ့ assistant လို့ပုံစံမျိုးတည်ဆောက်တာပါဒီလိုလုပ်ဖို့အတွက်ဆိုလို့ရှိရင် Gemini ရဲ့ big menu ကနေ gym manager ဒါမှမဟုတ် gym ဆိုတဲ့ cloud ကိုနှိပ်ပါပြီးလို့ရှိရင်တော့ create new gym ကိုရွေးပါ gym ရဲ့ name နေရာမှာကိုလိုရှင်တဲ့နာမည်ကိုပေးပါဥပမာ Thai Burmese Office Translator ဆိုတဲ့ပုံစံမျိုးပေးလို့ရပါတယ် instruction နေရာမှာတော့သူလုပ်ရမယ့်အလုပ်ကိုအသေးချာရွေးပေးပါဥပမာမင်းရဲ့အလုပ်က Thai ရုံးစာတွေကိုမြန်မာအလုပ်သမားတွေနားလည်အောင်ရှင်းပြပေးရမယ်ဆိုတာမျိုးပါပြီးသွားပြီဆိုလို့ရှိရင်တော့ save ကိုနှိပ်နောက်တစ်ခါသုံးရှင်ရင်ဒီ gym လေးကိုနှိပ်ပြီးစာရိုက်လိုက်ရုံနဲ့ဓာတ်ရိုက်ခိုင်းလို့ရပါပြီ instruction ပေးတဲ့အခါမှာ prompt ကိုတိကျမရေးဘဲနဲ့ဝဝဝရေးထားခဲ့တဲ့အတွက်ကြောင့်မလို့တိကျတဲ့အဖြေမရတာမျိုးတော့ကြုံရနိုင်ပါတယ် gym တွေကိုတိဆောက်တဲ့နေရာမှာဥပမာဝကြတွေဥပမာပုံစံတွေကိုထည့်ပေးလို့ရှိရင်ပို့ပြီးတော့မှတိကျတဲ့ပုံစံတစ်ခုရရှိမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကိုယ်နဲ့သင်တော်တဲ့ကိုပိုင် AI assistant တယောက်ကိုဖန်တီးလို့ရပြီဖြစ်ပါတယ်ဥပမာဒီလိုလေးစဉ်းစားကြည့်ကြရအောင်ပါရုံးတစ်ခုမှာအလုပ်လုပ်နေတဲ့မင်းဆိုတဲ့ညီငယ်လေးတယောက်ရှိရဲဆိုပါစို့သူရဲ့ supervisor ကထိုင်းနဲ့ရေးသားထားတဲ့အလုပ်ချိန်စရာတွေကိုပေးလာတယ်သူကစာရိုက်ပြီးဘာသာပြန်နေလို့ရှိရင်တော်တော်အချိန်ကုန်ပါပါသူကမာကိုလည်းကြောက်ကောင်းကြောက်နိုင်ပါတယ်အဲ့ဒီအခါမှာ Gemini ထဲက Gym feature နဲ့ Thai Office Assistant ဆိုတာလေးကိုသာစောက်ထားလိုက်မယ်ဆိုလို့ရှိရင် supervisor တယောက်စီကလာတဲ့ထိုင်းစာတွေကို copy ကူ Gym ထဲကို paste လုပ်လိုက်တာနဲ့ second ပိုင်းတွင်မြန်မာလိုအတီးကျရှင်းပြ
ပေးမှာဖြစ်တယ်လို့အပြန်အလှန်ရင်ကျဲစွာပြန်ဖြေလို့ရမယ်ထိုင်းစာကိုပါရေးပေးသွားမှာဖြစ်ပါတယ်ဒီနေ့ခေတ်မှာနေစာတူဝါကြုံနေရတဲ့ပြဿနာတွေကို AI နဲ့ဖြေရှင်းလို့ရနေပြီဖြစ်ပါတယ် AI2 အသစ်တွေပေါ်လာတိုင်း like ကြည့်ပြီးမျက်စိလေလမ်းမာတဲ့လမ်းကို6မိနစ်ပါနဲ့ဒီနေ့ပြောပြပေးခဲ့တဲ့ Google ရဲ့ Gemini AI တခုတည်းကိုကျွမ်းကျင်အောင်အသုံးချကြည့်ပါနိပညာဆိုတာခက်ခဲအောင်လုပ်ဖို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဘဝကိုပုံမလွယ်ကူသွားအောင်အချိန်တွေပိုထွက်လာအောင်ကူညီပေးဖို့ပဲဖြစ်ပါတယ်ဒါတွေအကုန်လုံးသိတော့ပြီဆိုတော့လက်တွေ့တစ်ခါတည်းအသုံးချလို့ရအောင်အင်္ဂါလေးပေးရှင်ပါတယ်ဒီနေ့ပဲဖုန်းထဲက Gemini ကိုဖွင့်ပါပြီးလို့ရှိရင်တော့အခုပြထားတဲ့စာသားလေးကိုရေးထည့်ပြီးပုံတစ်ပုံထုတ်ကြည့်ပါဒါက9မိနစ်အတွင်းပြအောင်လုပ်နိုင်တာမို့လို့အချိန်ဆွဲမနေဘဲနဲ့အခုချက်ချင်းလုပ်ကြည့်ပါပြီးလို့ရှိရင်တော့ရလာတဲ့ဓာတ်ပုံကိုဒီဗီဒီယိုရဲ့ comment အောက်မှာပို့ထားခဲ့ပေးပါဒီနေ့ဒီဗီဒီယိုမှာသုံးထားတဲ့ prompt တွေနဲ့ Gem တွေတိစောက်တဲ့အခါမှာသုံးတဲ့ instruction formats တွေကိုအခမဲ့အရယူရှင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Telegram channel ကို join ထားပြီးတော့မှအခမဲ့အရယူနိုင်ပါတယ် Telegram link ကိုဒီဗီဒီယိုရဲ့ comment အောက်မှာဒါမှမဟုတ် description ထဲမှာထည့်ပေးထားပါမယ်အခုပဲ Telegram channel ကို join ပြီး prompts တွေကိုအခမဲ့တော့ရယူနိုင်ပါတယ်